ရေးမပင်မြုပ်နဲ့ဝမ်ပေါင်ကြားစစ်အုပ်စုရွာစဉ်ပတ်ငွေစစ်ကြောင်းထိုးတပ်ဖြတ်နေလို့ပြည်သူတွေထွက်ပြေးနေရတာလားဝက်ကြော်ရှိလားစစ်အုပ်စုကနေ့စဉ်နေပါဘုံပတ်ကျဲမတ်လ23ရက်2026ခုနှစ်စကိုင်းတိုင်းရင်းမာပင်နယ်ရှိတရုတ်ပိုင်ဝမ်ပေါင်ကျေးနီဆက်ယုံနဲ့ရင်းမာပင်မြို့ကြားရှိကျေးရွာတွေကိုအာနာသိန်းစစ်အုပ်စုကရွာစဉ်ပတ်မွေစီနင်းကတွေ့ထမြလိုဖမ်းဆီးတပ်ဖြတ်နေလို့ရွာခံတွေထွက်ပြေးနေရတာလားဝက်ကြော်ကြားရှိလာပြီးစားတောက်နေထိုင်ရေးခက်ခဲနေတယ်လို့ဒေတာခန်သတင်းရင်းမြစ်တွေကပြောပါတယ်မတ်လခွင်ရက်ကစတင်ပြီးတရုတ်ပိုင်ဝမ်ပေါင်ရန်စီကျေးနီဆက်ယုံထဲကထွက်လာတဲ့စစ်အုပ်စုဟာရင်းမာပင်မြို့နဲ့ကျေးနီဆက်ယုံတွေကြားရှိကျေးရွာတွေကိုစီးနှင်းလူရက်နေတာဖြစ်ပြီးမတ်လ10ရက်ကစလို့ရင်းမာပင်မြို့အနောက်ဘက်ပြောင်းပြရွာတဲ့စီးနှင်းအထိုင်ချတပ်ဆွဲထားတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီစစ်အုပ်စုဟာမတ်လ12ရက်ကရင်းမာပင်မြို့နဲ့နော်ယိုးကျေးရွာကိုစီးနှင်းချိန်စစ်ပေးဆောင်ထွက်မပြေးနိုင်လို့နေအိမ်မှာပဲခြံရစ်တဲ့အသက်90ဝန်းကျင်အမျိုးသားတအုပ်ကိုဖမ်းဆီးတပ်ဖြတ်ဆွန့်ပစ်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။စစ်အုပ်စုကပြောင်းပြရွာတဲ့အထိုင်ချတပ်ဆွဲကအနီးဝန်းကျင်ကျေးရွာတွေကိုစီးနှင်းလူရက်တွေ့သမျှလိုဖမ်းဆီးတပ်ဖြတ်နေလို့ပြောင်းပြလက်လုံညိုပေါ်နုံကြီးယုံလေးပင်စားတော်ပင်နော်ရိုးစတဲ့ကျေးရွာတွေကပြည်သူ9000ကျော်ဟာမတ်လခွင်ရက်ကလေးကစစ်ပေးဆောင်ထပ်ပြေးနေကြရပြီးစားတောက်နေထိုင်ရေးခက်ခဲနေတယ်လို့ကိုယ်တိုင်စစ်ပေးဆောင်နေရတဲ့ဒေတာခန်မျိုးသားတအူးကပြောပါတယ်စစ်ဆောင်ရလာနှစ်ပတ်ကျော်လာပြီးမိုးကားရွာဦးသူကပြစ်တော့ကျမ်းမာရေးပါကယူဆိုင်နေရပြီးတိုက်ပွဲကရက်ဆက်ထနေလို့လေကြောင်းကလည်းနီးရော်ညာပါလာပြစ်နေတယ်ပြောင်းဖြာရွာတဲ့အထောင်ချပြီးအနီးဝန်းကျင်ကျေးရွာတွေကိုစီးနှင်းလူရတဲ့စစ်အုပ်စုနဲ့ဒေတာခန်တော်လန်ရေးတပ်တွေမကြာခဏထွေးထွေးတိုက်ပွဲဖြစ်ပွားပြီးစစ်အုပ်စုအသေးအပြောက်ရှိသလိုတော်လန်ရေးတပ်တွေဘက်ကလည်းရဲဘော်9ဦးကြောက်ဆုံးတယ်လို့ဒေတာခန်တရင်ရေးမှတ်တွေကပြောပါတယ်စစ်အုပ်စုဟာမြေပြင်တိုက်ပွဲဖြစ်ပြီးအထိနာအသေး9တိုင်ဂျက်ဖိုက်တာတိုက်လီယောင်နဲ့ဝိုင်ထွဲလီယောင်အပါဝင်စူးစိုက်ဒရုန်းမီမုံရွာမှုအနောက်ဘက်တိုင်းစစ်ဌာနချုပ်နမခကတက်လာလဲပါရာမော်တာဆက်တက်လေးထိဂျိုင်းအိုခေါ်ပရာတွေနဲ့ကျေးရွာတွေအပေါ်ဘုံပတ်ကျဲလေးရှိတယ်လို့ဆိုပါတယ်ပြောင်းပြရွာကိုစစ်အုပ်စုစီးနှင်းအထိုင်ချတဲ့မတ်လ10ရက်ကစလို့ရင်းမာပင်နယ်ထဲတနေ့ကို4ချိန်ထက်မနည်းလေကြောင်းပုံကျဲလေလို့လဲဒေတာခန်တွေကပြောပါတယ်စစ်ကောင်စီအထီးနာတဲ့သဘောရှိတယ်ရင်းမာပင်မြို့အနောက်ဘက်ထိမုံရွာနမခကစူဆိုက်ဒရုန်းလွတ်တာတခါတလေ၄စီးလောက်ကိုလွတ်တာလို့ဒေတာခန်အမျိုးသားတအူးကပြောပါတယ်မတ်လ